ငလင်းကြီးပြီးသွားကြတဲ့ကကျွန်တော်ကိုဒီဆိုင်လေးမရှိတော့ဘူးလားဒီဆိုင်လေးမဖွင့်တော့ဘူးလားဒီဆိုင်လေးကဘယ်နေရာကိုပြောင်းသွားတာလဲဆိုပြီးခဏချက်ပေါက်မှာလာမိတဲ့မိကုန်းလေးတစ်ခုရှိပါတယ်အဲ့ဒီဆိုင်လေးကတော့ပြည်မနာမြို့ကနေတော်တော်များများလဲတည်ပြီးသားဖြစ်တဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ဒီဆိုင်လေးကတော့ပြည်မနာမြို့ရွှေကြီး9လမ်းနန်းစင်ကဖေးနီးမှာဖွင့်ခဲ့တဲ့ကျွန်တော်တို့ရွှေမန်းမီးရှည်စီချက်နဲ့ကျွန်တော်ထမင်းပေါင်းဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျယခုလက်တလုံးမှာလဲရွှေမန်းဆိုင်လေးကကျွန်တော်တို့ရခင်နေရာဟောင်းမှာပြန်လဲဖွင့်ထားပြီးတော့ရခင်တိုင်းမညနေပိုင်းဆိုလို့ရှိရင်အုံထားစီကားနေစေဖြစ်ပါတယ်ဒီဆိုင်လေးမှာနာမည်ကျော်တဲ့မီးရှည်စီချက်နဲ့ကျွန်တော်တို့ထမင်းပေါင်းပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်အမင်းအကြိုက်ဆုံးဆိုလို့ရှိရင်တော့စီချက်ရဲ့နောက်ပြီးကြလို့ရှိရင်ထမင်းပေါင်းပေါ့နော်အဲ့နှစ်မျိုးပို့ပြီးတော့နှစ်သက်တယ်နောက်တစ်ခုကသူ့ဆိုင်ကထမင်းပေါင်းကရန်ကုန်ထမင်းပေါင်းလို့ကိုယ်ရင်းနဲ့ပေါင်းတာမဟုတ်တာကိုတော့တစ်ချက်သတိပြုစေချင်ပါတယ်ခင်ဗျဆိုင်လေးကနေ့လည်ကင်းဆိုလို့ရှိရင်7နှစ်ခွဲတနင်္လာနေ့ဆိုစားဖွင့်ပြီးတော့ညနေပိုင်းဆိုတော့လူပို့ပြီးတော့များတယ်ထိုင်စံနေရာလေးလည်းတော်တော်ရှားရတယ်ပေါ့နော်ပါဆယ်တွေရောဆိုင်ထိုင်စားတွေရောတော်တော်လေးရှုပ်တဲ့ဆိုင်လေးပါဆိုတော့ဒီဆိုင်လေးကိုဒီနေ့ပြန်ပြီးတင်ပေးထားပါတယ်ခင်ဗျဟုတ်ကဲ့ပြင်မနာမြို့ရဲ့နာမည်ကျော်စားစရာတွေတဲ့တစ်ခုဖြစ်တဲ့ရွှေမန်းဆိုင်လေးနဲ့ပတ်သက်ပြီးတော့အမှတ်တရလေးရှိလို့ရှိရင်လည်းအမင်းဝေမျှပေးခဲ့ပါအောင်နော်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီမှာစားမယ့်အမင်းကိုတော့ဖြစ်ပါတယ်ခင်ဗျဒီ vlog လေးကိုအဆုံးထိအောင်ကြည့်ရှုပေးတူတူရောက်ချစ်စတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ Bye bye and see you in the next vlog